တဲ့လူတွေအတွက်လည်းအဆင်ပြေ Yes, teacher. ဟိုတစ်ချက်မေးလို့ရှင်ဖြေကြအောင်ပေါ့နော်ဆိုတော့အတန်လေးတစ်ချက်ပေးပါဆိုတော့တစ်ခါလေး recording လုပ်ပါမယ် Okay so လူတယောက်ကကျွန်တော်ငယ်ငယ်တော့တင်ထားတော့နေကောင်းလားဆိုရင် how are you နေကောင်းလားဟုတ်တယ်မလားဆိုတော့အဲ့ဒီနေကောင်းလားလို့ဖြေမေးလိုက်တိုင်းလေဘယ်လိုဖြေဖြစ်လဲဆိုရင် I'm fine လို့ဖြေဖြစ်တယ်လीနော်ဆိုတော့ how are you လို့ပြောတဲ့အခါမှာ I'm fine I'm good နော်အများကြီးဖြေလို့ရတယ် I'm great ငါနေကောင်းတယ်ဒါမှမဟုတ်ရင် I'm doing well ငါနေကောင်းတယ်ဒါပြောလို့ရတယ် I'm doing well I'm doing great ဆိုတော့အခုနောက်ပိုင်း how are you လို့မမေးကြတော့ဘူးပြန်ဘယ်လိုမေးလဲဆိုရင် how are you doing ကဲနောက်တစ်မျိုးလည်းမေးတယ်ဒါလည်းနေကောင်းလားပဲ how are you doing ဒါနေကောင်းလားဒီလိုမေးလာလို့ရှင်ကျွန်တော်တို့ဘယ်လိုဖြေလို့ရလဲဒီထက်ကဒီဘက်ကဟိုI'm doing well ဒါကိုပဲယူပြီးတော့ဖြေလိုက်လို့ရတယ် I'm doing well ငါနေကောင်းတယ် Okay I'm doing well ဒါဆိုရင်ကျွန်တော်တို့နေကောင်းလားရဲ့အဖြေကိုဖြေတတ်သွားပြီးလို့မျှော်လင့်ပါတယ်နော် so I'm fine လို့ပဲမဖြေဘူး I'm good I'm great I'm လို့ပြောလိုက်လို့ရှင်လေ I နဲ့ am နဲ့ဆက်သွားပြီးတော့ I'm ဖြစ်သွားတဲ့အတန်က I'm ဆိုတော့ I'm လို့အတန်မပေါက်လို့ရှင် I am လို့ဖြေလဲရတယ် I'm လို့အတန်ပေါက်ရမယ်ဘာလို့လဲဆိုရင် I'm great ဆိုရင်အဲ့ဒါမရော I'm good ဆိုရင်မှားသွားပြီဒါကြောင့်မလို့အမားမခံဘူး I ရဲ့နောက်မှာ am အတန်ပဲထည့်လိုက်အောင်ပဲ I'm great I'm good I'm doing well ဟုတ်ပြီနော် how are ဒီမှာကြည့်အဲ့ဒီ I'm doing well ကလေ how are you လဲဖြေလို့ရတယ် how are you doing လဲဖြေလို့ရတယ် so ဒီဘက် how are you doing လို့မေးလိုက်လို့ရှင်လေဒီဘက်ကအဖြေတွေအကုန်လုံးဖြေလို့ရတယ်ဒါပေမဲ့ဒီဟာလေးကအသုံးအများဆုံးနဲ့အကောင်းဆုံးလေးဆိုတော့ဒီတစ်ခုကိုမှတ်ထားမယ်ဒီနေ့ I'm doing well ဒါမှမဟုတ်ရင် I'm doing good I'm doing great ဒါလေးတွေတခြားတို့ဖြေလို့ရတယ်ပြီးရင်မြန်မာလိုပြောရလေမြန်မာလိုမစိုးပါဘူးတခြားတို့ပြောကြမစိုးပါဘူးချင်းနေကောင်းပါတယ်ငါနေကောင်းပါတယ်မစိုးပါဘူးဆိုတော့စိုးတယ်ဆိုရင် bad မလားမစိုးဘူးဆိုအရှိမ not ထည့်တိုင်းမစိုးပါဘူးဆိုလို့ဖြစ်သွားမလဲ not badမစိုးပါဘူးဟုတ်ပြီနော်ဒီနှစ်ခုပဲမှတ်ပေးဒီနေ့အတွက် I'm doing well နောက်တစ်ခုက not bad မစိုးပါဘူးဒါပဲเนาะဆိုလို့တခြားအများအားမေးတဲ့အခါမှာဒီနေ့နေကောင်းတယ်လို့ဖြေမယ် I'm good ဒါမှမဟုတ် I'm great မနေ့ပြန်ကြတော့ I'm doing well I'm doing great အဲ့ဒါလေးတွေဖြေမယ်နောက်ရက်မေးလိုက်လို့ရှိရင် not bad and ဒါလေးတွေပြောလို့ရတယ် not bad okay so let's pause the recording ကိုလုပ်မယ်เนาะ climb ကတော့ဟုတ်တယ် climb ကတော့တက်တယ်ဒါပေမဲ့ climb ကိုများသောအားဖြင့်ဘယ်နေရာပဲသုံးလဲဆိုရင်အမြင့်ကြီးတွေတက်တဲ့နေရာမှာသုံးတယ်နော်အမြင့်ကြီးတွေတက်တဲ့နေရာမှာဥပမာတစ်ပင်ပေါ်တက်တယ်ဒါမှမဟုတ်ရင်ပဒင်းပေါက်ပေါ်တွေတက်နေကလေးတကားပေါ်တွေတက်နေတယ်ဗီဒီယိုပေါ်တွေတက်နေတယ်အဲ့ဒါဆိုရင် climb လို့ပြောလို့ရတယ် climb ဆိုတော့ climb ကတက်တယ်ဆိုတော့မတက်နဲ့ဆိုတော့ don't climb လွယ်လွယ်လေးပဲနော် don't climb ဒါဆိုကျွန်တော်တို့လေမြန်မာလိုအဲ့ဒီပေါ်ဟုတ်တယ်မလားမြန်မာလိုအဲ့ဒီပေါ်ဆိုရင် English လို့အဲ့ဒါဆိုရင် thatနော်အပေါ်ဆိုရင် on လွယ်လေးပဲလောက်လွယ်လေso don't climb on that အဲ့ဒီပေါ်မတက်နဲ့ oh it's really easy no English is easy ဒီမှာတစ်ချက်ကြည့်မယ် climb ကတက်တယ် don't climb မတက်နဲ့လေဒါအဲ့ဒီပေါ် on that don't climb on that လိုက်ပြောကြည့်အောင်ပါဇက်တော့ don't climb on that don't climb on that အဲ့ဒီပေါ်မတက်နဲ့ so ဒီမှာတစ်ချက်ကြည့်မယ်နော် climb ကိုထွက်တဲ့အခါမှာအတန်ထွက်ကလေးတွေကို phonics တွေမေတွေကြည့်နော် so MB နဲ့ဆုံးတဲ့စကားလုံးတိုင်းမှာ B တန်မထွက်ဘူး so ငယ်ငယ်တည်းကကျွန်တော်တို့ထွက်လာတဲ့ climb အဲ့ဒီ B တန်လုံးဝမရှိဘူး M တန်ပဲထွက်ရမယ် climb ဆိုတော့ဥပမာမမေတို့တစ်ပင်ပေါ်တက်နေတယ်ဆိုရင် I'm climbing the tree လို့မပြောဘဲနဲ့ I'm climbing the tree M တန်ပဲထွက်ရမယ်နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီလက်မကလေ तू ကဒီမှာ THUMB thumb MB เนาะ so B ပိုင်း MB တန်မထွက်ဘူးဆိုတော့ MB မှာ thumb ဒါလည်း thumb ပဲ B တန်မပါဘူးเนาะဆိုတော့ဒီလိုမျိုး MB နဲ့စုံတဲ့စကားလုံးမှာ B ရဲ့တန်လုံးဝမထွက်ဘူး so climb thumb okay don't climb on that အဲ့ဒီပေါ်မတက်နဲ့နောက်တစ်ခုတစ်ချက်ကြည့်မယ်အနှိမ့်နေဖြစ်တဲ့ကလထိုင်းတို့ဇပွဲတို့ဒါမှမဟုတ်ရင်လေဆိုင်ကယ်ပေါ်တက်စပိန်ပေါ်တက်ဆိုင်ကယ်ဘာလဲကားပေါ်တက်ဘာညာပြောတဲ့အခါမှာကျတော့ကျွန်တော်တို့ဘာလဲဆိုတခုသတိထားအပေါ်တက်ဆိုရင် on ပေါ့နော်ဆင်းဆိုရင် off ပေါ့ဟိုလေမီးပိတ်တာနဲ့အဖွင့်လို့တဲ့မျိုးပဲ turn on turn off ကမီးပိတ်တာဖွင့်တာအခုတစ်ချက်သိမဲ့စကားလုံးကလေတက်တာဆင်းတာမေတို့ကြည့်မယ်ဆိုတော့တက်တယ်ဆိုလို့ရှိရင်ဒီရှေ့မှာစကားလုံးတစ်လုံးထည့်လိုက်ရုံပဲ get okay get ဆိုတော့တက်ပါဆိုရင် get on လွယ်လေးပဲ get on တက် get off ဆင်း it's really easy ကြည့်နော် get on တက်ပါဆိုတော့ဘယ်တွေတက်လို့ရလဲလား
green board တက်အခုကလေးသိတော့မယ်ဆိုရင် green board တက် get on the bed ပေါ့လွယ်လေးပဲဟုတ်တယ်နော်တကယ်လို့ green board ကနေစင်အခုပဲအဲ့ဟာတွေခောက်ထားတာဒါဆိုရင် get off the bed လွယ်လေးပဲနော်ဘယ်ဟာတွေတက်လို့ရသေးလဲနောက်ထပ်ကြည့်မယ်ဥမာစပိန်ဘော်တက်သားမမေတို့ကစပိန်တင်နေတယ်ဆိုစပိန်ဘော်တက်so အပေါ်တက်ဆိုတော့ get on the bike နော် bike ကလေ bicycle ရဲ့အတူကောက်ဆိုတော့ဒီနေရာမှာ get on the bike စပိန်ဘော်တက် get off the bike စပိန်ဘော်ကနေဆင်းဆိုတော့တချို့တို့ဒီမှာဆိုင်ကယ်မောင်းတက်တဲ့မေမေတွေဆိုလို့ရှိရင်ဆိုင်ကယ်ဆိုရင် motorcycle ဒါမှမဟုတ် motor bike နှစ်ခုခေါ်တယ်ဆိုတော့ဒီမှာကျတော့တခြား motor ဆိုင်ကယ်မြန်မာလိုလည်းပါလေ motor ဆိုင်ကယ်ဆိုတော့ motorcycle လို့ပဲပြောလိုက်မယ်နော်ဆိုတော့ဒီနေရာမှာ get on the motorcycle ဒါဆိုရင်ဆိုင်ကယ်ပေါ်တက်ဆိုင်ကယ်ပေါ်ကနေဆင်းလို့ပြောချင်ပါလေ get off the motorcycle နော် get off the motorcycle လွယ်လေးပဲဒါလေးတွေကကြည့်နော်ဥပမာကလေးကbus ကားပေါ့ဥပမာရန်ကုန်ကမေမေတွေဆိုလို့ရှိရင် bus ကားစီးရတော့မယ် bus ကားကိုတက်တော့မယ်လာ bus ကားပေါ်တက် get on the bus နော်bus ကားပေါ်ကနေဆင်း get off the bus လွယ်လေးပဲဆိုတော့ bus ကားကိုပြောမယ်ပြီးရင်ယထာတော့ကျွန်တော်တို့တိတ်တော့မသုံးဝင်မယ်လေဒါဒီနေရာမှာစဉ်းစားဖို့တော့ train မှာသုံးမယ်ပြီးရင်နောက်တစ်ခုကပါလေလေရင်မေမေတို့ခီးသွားရမယ်ဒီဇင်မှာကြာရင်ခီးသွားရမယ်ဆိုရင်လေရင်ပေါ်တက် get on the airplane get off the airplane ဆိုတော့ဒီမှာကြည့်နော် get on and get off ဆိုတော့ချောင်းသာသွားမယ်ကလေးတွေကိုမြင်းစည်းခိုင်းမယ်မြင်းပေါ်တက် horse get on the horse get off the horse okay ဆိုတော့လာမေမေကြောပေါ်တက်လို့ပြောလို့ရှင်လိုက် get on my back okay ဆိုတော့အကုန်လုံးဘယ်နေရာမဆိုဥမာလာ get on the table စပွဲပေါ်တက်ဘယ်နေရာမဆိုတက်တယ်ဆိုရင် get on စင်းနေဆိုရင် get off ဒါလေးမှတ်ထားမယ်နော် okay ဒီဟာမှမိသွားပြီဆိုတော့ဒီချက်ဒီမှာကြည့်မယ် get on the bed ဆိုရင်ဂရင်ပေါ်တက်ပေါ့ကွယ်နော်ဒါပေမဲ့ဂရင်ပေါ်မတက်နဲ့လို့ပြောခြင်းဘယ်လိုပြောလို့ရလဲဂရင်ပေါ်မတက်နဲ့ဆိုရင် get off the bed ကဂရင်ပေါ်ကနေစင်းနော်ဂရင်ပေါ်မတက်နဲ့ဆိုရင်မနဲ့ don't ထဲမယ် don't get on the bed okay so ဒီဟာကြည့်မယ်နော် get on the bed ဂရင်ပေါ်တက်ပါဂရင်ပေါ်မတက်နဲ့ don't get on the bed လွယ်လေးပဲဂရင်ပေါ်ကနေစင်းဆိုရင်မတို့ဘယ်လိုပြောမလဲ get off the bed it's really easy ကြည့်နော်အခုဆိုင်ကယ်ပေါ်တက်မယ်စပိန်ပေါ်တက်မယ်ယထာပေါ်ကားပေါ်အကူလုံး on မယ်ဒါပေမဲ့ကားမောင်းတဲ့လူတွေကြတော့မာနကြီးသွားရောသိလားကားမောင်းလို့ရှင်လူကလေတိတ်ကိုမာနကြီးတာအဲ့အချိန်မှာ get on မဟုတ်တော့ဘူးသူကြတော့လေဘာလို့လဲတစ်ချက်ကြည့်ကြအောင်ဆိုတော့ကားတဲ့ကိုဝင်လို့ပြောလို့ရှင်ကြတော့ get in the car ဖြစ်သွားတယ်ဒီမှာကျတော့ on မလာတော့ in ဖြစ်သွားတယ်မမေတို့ဒါဆိုတချို့တို့ကဘယ်လိုမှတ်ထားမလဲဆိုလို့ရှိရင်ချက်ကုန်းအောင်ကပြောတယ် bus ကားတွေယထာတွေလေရင်ပြန်တွေက on ဘာလို့လဲသိလားဘာကွာလဲယထာနဲ့လေရင်ပြန်နဲ့ bus ကားတွေတဲ့ဘာကွာလဲဆိုရင်ယထာတွေလေရင်ပြန်နေ bus ကားတွေကဝင်ပြီးရင်လမ်းလျှောက်လို့ရတယ်အထဲမှာနော်အရှိသွားနောက်ဆုတ်လမ်းလျှောက်လို့ရတယ်အဲ့ဒါဆို on ဆိုတော့ကားတွေကထိုင်လိုက်ရင်ပြီးပြီလေလမ်းလျှောက်လို့မရတော့ဘူးเนาะရွေးလို့တောင်မရတော့ဘူးဒါဆိုရင်ကျွန်တော်တို့ကဘာပြောမလဲ in okay ဆိုတော့အထဲမှာဝင်ပြီးတော့မှလမ်းလျှောက်လို့မရရင် in လမ်းလျှောက်လို့ရရင် on အဲ့ဒါလေးပဲမှတ်ထားရုံပဲဆိုတော့အခုတစ်ချက်ကအခုကားပေါ်တက်ဆိုလို့ရှိရင် get in the car ဒါကြောင့်မလို့ဖြစ်သွားတာလမ်းလျှောက်လို့မရအောင်လေ get in the car okay ဆိုတော့ထွက်သွားလို့ပြောရင်လေကားမောင်းတဲ့လူကမာနကြီးတယ်မေတို့ရဲ့ထွက်သွားလို့ပြောရင်လေအခုချက်ချင်းထွက်သွားဆိုတော့ကျွန်တော်တို့ဘယ်လိုပြောလဲ get out လို့ပြောရမလား get out ထွက်သွား get out နော်ဆိုတော့အခုဒါလေးကတော့ရိုင်းနေနော် get out တစ်ခုတည်းပြောရင်တော့ရိုင်းနေဒါပေမဲ့ကားပေါ်ကနေဆင်းလို့ပြောချင်ကြတော့ get out of the car ဒီတစ်ခုလေးပဲမှတ်ရမယ်တခြားတွေကတော့လွယ်လေးပဲ get out ထွက်သွားပါဘယ်ကနေထွက်သွားရမလဲ of the car get out of the car ဟုတ်ပြီနော်ဆိုတော့ကားထဲဝင် get in the car ကားပေါ်ကနေဆင်း get out of the car okay တခြားနေရာမှာတော့များသောအားဖြင့်ကတော့ get on the car get on the bus get on the train get on the airplane get on the bed get off the bed ဒါလေးတွေပေါ့နော်ဒါပေမဲ့ကားတစ်ခုတည်းကပါလေ get in the car ဒါပေမဲ့ဘယ်ဟာမှလဲ get in လို့သုံးလို့ရသေးလဲဆိုရင်လေကျွန်တော်တို့ချင်းအောင်ထောင်နဲ့နော်ချင်းအောင်ထောင်တဲ့အခါမှာဒါကလည်းချင်းအောင်ထဲကိုဝင်ရမယ်ဟိုဘက်ဒီဘက်ရွေးလို့ရသည်လားမရတော့ဘူးချင်းအောင်ထောင်မှာချင်းနေဝင်ကုန်မှာပေါ့အဲ့အချိန်မှာ get in the mosquito net okay ဆိုတော့ချင်းအောင်ထောင်နဲ့ချင်းအောင်က mosquito net ဒါကကျတော့ချင်းအောင်တဲကိုဝင်လို့ပြောလို့ရှင်လေ get in the mosquito net okay get in the ရေးထားတဲ့အချိန်မှာကျတော့ mosquito ရေးတယ်နော်ကြည့်ရေးတဲ့လူတွေကလေစကလုံးထုတ်တဲ့လူတွေကလေထူးဆန်းတယ်ရေးတော့ mosquito ဖတ်တော့ mosquito เนาะအဲ့လိုဖတ်ရမယ် so mosquito net get in the mosquito net
mosquito net ထဲဝင်မှာတခါလေကျွန်တော်အင်းလေးသွားတယ်လေအင်းလေးသွားတဲ့ခါမှာလေရပါဟိုလိုမျိုး boat အကြီးကြီးရှိလို့လား boat မရှိဘူးလေလေပါပဲထိုင်ရတာ so အဲ့ဒါလည်းပါလေ get in the boat เนาะထိုင်ပြီးရင်ဟိုဘက်ဒီဘက်လမ်းလျှောက်လို့မရဘူး get in the boat get out of the boat ဒါဒီကျွန်တော်သုံးလို့ရမယ်ဆိုတော့လောလောဆယ်တော့မေတို့ကားကအသုံးများတယ်ဆိုတော့ကားလေးပဲတစ်ချက်မှတ်ထားမယ် get in the car get out of the car ဟုတ်ပြီနော်တခြားနေရာတွေမှာကျတော့ get on get off အမြင့်ကြီးတွေကျတော့ climb အမြင့်ကြီးတွေဥပမာတစ်ပင်နေခုနကပြောသလိုwindow တွေ door တွေဒါမှမဟုတ်လို့ရှင်လေ closet ဒီဗာလေဗီဒိုတွေဒါတွေအကိုလုံးပေါ်တက်နေတယ်ဆိုလို့ရှင်နော် don't climb on that အဲ့ဒါလေးကျွန်တော်တို့ပြောလို့ရတယ် don't climb on that ဆိုတော့ဒီမှာကြည့်အခုကျွန်တော်တို့ဒီလေဒီမှာတခြားနေရာတွေမှာတော့ get off the bed နော်အေးဒီဟာလေးကိုရင် practice လုပ်မယ်ရောသွားလိမ့်မယ်ဆို okay let's practice this one ဆိုတော့နောက်တစ်ခုကြည့်မယ်မေတို့အခုကျွန်တော်တို့ကလေအနေနေကျတော့အနေနေအားလုံးကို get off ဆင်းပါလို့သုံးတယ်ဟုတ်တယ်မလားအနေနေ green ball ကဆိုင်ကယ်ပေါ်ကနေဆင်းအကုန်လုံး get off ပဲဒါပေမဲ့ကလေးကအမြင့်ကြီးတွေတက်နေတယ်ဒါဆိုရင်အဲ့ဒီပေါ်ကဆင်းလို့ကျွန်တော်ပြောချင်တယ် don't climb on that အဲ့ဒီပေါ်မတက်နဲ့တော့အဲ့ဒီပေါ်ကနေဆင်းဆိုအမြင့်ကြီးတွေကြတော့လေအမြင့်ကြီးတွေကြတော့ get off မဟုတ်ဘဲနဲ့ဘယ်ဟာသုံးလဲဆိုရင် get down ဆိုတော့အမြင့်ရင်ကနေအောက်ကိုဆင်းလာတော့ down တခါတည်းအောက်ရောက်သွားတာပေါ့နော်ဆိုအမြင့်ရင်ကနေဆင်းလာခဲ့ဆိုရင် get down please get down အောက်ကိုဆင်းလာလို့ပြောချင်တယ်ဆိုတော့ဒီနေရာမှာအမြင့်ကြီးတွေဆိုရင် please get down ဒါလေးတစ်ခုမှတ်ထားပေးပါနော်ဆိုတော့အခုကြည့်မယ်ဆင်းပါတက်ပါ get on get off အဲ့မှာအနေနေဆိုရင်အကုန်လုံး get off ပဲအမြင့်ဆိုရင်get down အောက်ထပ်ဆင်းလာခဲ့အောက်ကိုsorry အောက်ထပ်ဆင်းလာခဲ့မဟုတ်အောက်ကိုဆင်းလာလို့ပြောချင်တာနော် so please get down don't climb on that please get down it's dangerous နော်ကျွန်တော်တို့ဒါအန်ဒီရရှိတယ်အောက်ထပ်ဆင်းလာ it's dangerous please get down ဒါကျွန်တော်တို့ပြောလို့ရတယ် okay so ဒီဟာလေးတွေကတော့တက်တာဆင်းတာ so let's move on to the next one နောက်တစ်ခုတစ်ချက်သွားကြည့်မယ်နောက်တစ်ခုမှဘာတွေရှိမလဲပေါ့နော်ကဲဒါကကျွန်တော်တို့တက်တာဆင်းတာပဲ get on get off နော်ဒါပေမဲ့အခုတစ်ချက်ကတာမမီတွေကိုလာ taxi စီးကြမယ် taxi စီးကြမယ်လို့ပြောတဲ့အခါမှာစီးတာက get on get off မဟုတ်ဘူးနော်တက်တာဆင်းတာပဲ get on get off စီးကြမယ်ဆိုလို့ရှိရင်တော့လွယ်လွယ်လေးပဲ taxi သမားကလေဘလို့ဖြစ်မလဲ taxi သမားအန်ဒီရရှိလားမသိဘူးဆိုပြီးတော့ရင်တထိတ်ဖြစ်ပြီးစီးရမှာ taxi ကဒါကြောင့်မလို့ take a taxi အဲ့လိုမျိုးမှထားမယ်နော်ရင်တထိတ်ဖြစ်နေမှာဒီလူကြီးကဘလို့လာမှမသိ take a taxi စီးတယ်အဲ့လိုမျိုးပဲ bus ကားစီးတယ်ဆိုရင်take a bus ဒါဆိုရင်ကိုသားသမီးတွေကိုလာ taxi စီးကြမယ်ဆိုရင်ဘယ်လိုပြောမလဲတလာ let's take a taxi စီးကြမယ်ဆိုတော့အရှိမမေတို့က let's ထည့်လိုက်တာနဲ့လောက်ကြမယ်လောက်ကြရအောင်ဖြစ်သွားရော so take a taxi ဆိုရင်လူတယောက်ကို taxi စီးလာခဲ့ငါ့ရင်လာချင်တာလား taxi စီးလာ take a taxi လာငါတို့ taxi စီးကြမယ်ဆိုရင်နော် let's take a taxi လွယ်လွယ်လေးပဲတကယ်လို့ငါတို့ bus ကားစီးကြမယ်တလာ let's take a bus let's take a bus ဟုတ်ပြီနော် take a bus take a taxi စင်ပါတက်ပါဆိုရင်တော့ get on the bus get off the bus ဒါလေးတွေမှတ်ထားပေးပါနော် so နောက်တစ်ခုတစ်ချက်ကြည့်မယ်လာ taxi စီးကြမယ်မမေနောက်ကလိုက်ခဲ့ကားကို English လို့ပြောမလဲကဲနောက်ကလိုက်ခဲ့ဆိုရင်တော့ follow me ကောင်းချော်ရေးပေါ့ငယ်ငယ်တုန်းကလေနော် follow me ငါနောက်ကလိုက်ခဲ့ follow me ဒါပေမဲ့ငါနဲ့အတူလိုက်ခဲ့လို့တခြားပြောချင်တယ်ငါနဲ့အတူတူလိုက်ခဲ့ဆိုရင်လာတာက come နဲ့ဆိုရင်ဗာလေ with ထဲမနော် come with ငါနဲ့က me come with me ငါနဲ့အတူလိုက်ခဲ့ come with me လွယ်လွယ်လေးပဲဆိုတော့ဒီမှာကြည့် come with me မှာကျွန်တော်တို့အခုခေတ်နောက်ဆုံးတလုံးရှိတယ်ဘာသုံးလဲဆိုကြည့်နော်လူတယောက်နောက်ကိုလေလိုက်တာရှေးလိုက်ရတယ်အရှေးပဲလိုက်ရတယ်သူ့နောက်ကိုလေဆိုတော့အဲ့နေရာမှာအရှေးရပါလေ long နော်အရှေးရပါလေ long အဲ့ရှိမှ a လေးထည့်မယ်along ဒါဆိုရင်ဒီချက်ကကလေးကိုလာငါနဲ့အတူတူလိုက်ခဲ့လို့ပြောချင် come with me လဲပြောလို့ရတယ်လို့ come along လဲပြောလို့ရတယ်နော် come along ငါနဲ့အတူလိုက်ခဲ့လွယ်လွယ်လေးပဲဆိုအခုခေတ်ကဘယ်ဟာပို့သုံးလဲ come along အရန်သုံးတယ်နော်ဆိုဒီနေရာမှာသုံးခုလုံးသုံးတယ်အသုံးများဆုံးက come along ဆိုတော့ come with me ငါနဲ့အတူလိုက်ခဲ့တော့တ come along မမေနဲ့အတူလိုက်ခဲ့နော်ဆိုအခုဒီမှာကြည့်မယ်follow me ဆိုလို့ရှိရင်တော့မမေနောက်ကတကောက်လိုက်နေပြီဆိုရင်တော့လာမမေနောက်ကတကောက်မလိုက်စမ်းနဲ့လို့ပြောချင် don't ပဲထည့်လိုက်အောင်ပဲလေ don't follow me okay don't follow me နောက်တစ်ခုတစ်ချက်ကြည့်မယ် come with me လို့မမေတို့ကပြောနေတယ် come with me မမေနဲ့အတူလိုက်ခဲ့ငါနဲ့အတူလိုက်ခဲ့ငါနဲ့အတူမလိုက်ခဲ့နဲ့လို့ပြောချင်ဘာပဲထည့်လိုက်အောင်ပဲလေ don't ပဲထည့်လိုက်အောင်ပဲ don't come with me
နော်အခုမမေတို့မနက်ဖြန်စနေနေ့ဆိုတော့သွားလိုက်မယ်ကလေးကနောက်ကနေလိုက်ချင်တယ်ဆိုရင် don't come with me မမေနောက်ကမလိုက်နဲ့ဒါပေမဲ့ဒီမှာ come along ဆိုလို့ရှင်တော့မမေနဲ့အတူတူလိုက်ခဲ့ come along မမေနဲ့အတူတူမလိုက်ခဲ့နဲ့ don't come along don't come along လို့လည်းလေးပဲဆိုဒီမှာကြည့်မယ်အဲ့ဒီ along ကလေဘယ်နေရာသုံးလဲဆိုရင်မမေတို့နဲ့ထပ်တူလမ်းလျှောက်သွားတယ်ဥမာမမေတို့နဲ့ထပ်တူနော်သွားတယ်ဆိုလို့ရှိရင် come along အခုမမေတို့လှုပ်တဲ့မမေတို့ဖတ်တဲ့စာကိုအတူတူလိုက်ဖတ်လို့ပြောခြင်းလေ read along လို့ပြောလို့ရတယ် along ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ along ဆိုတာကဥမာတစ်ချက်လမ်းလျှောက်နေတယ်မမေတို့ရေဒါမမေနဲ့အတူလိုက်ခဲ့ဆိုငါနဲ့အတူတူဆွဲခေါ်မယ်ဆို along လို့ထည့်တယ် come along အခုတစ်ချက်ကဒီစာလေးတစ်ခုဖတ်ခြင်းနဲ့နော်ဒီစာလေးတစ်ခုဖတ်ခြင်းနဲ့ဒါဆိုရင်ဥမာတစ်ချက်ကဖတ်နေတဲ့ start where you are အဲ့လာဖတ်နေတဲ့အခါမှာမမေတို့လည်းလာ read along ဆိုရင်မမေတို့လည်းတစ်ချက်နဲ့အတူတူဖတ်ရမှာနောက်ကဖတ်ရမှာမဟုတ်ဘူးအတူတူလိုက်ဖတ်ရမှာနော်ဆိုအဲ့အချိန်မှာ read along အဲ့လိုမျိုးပဲအခုတစ်ချက်က Old MacDonald had a farm E-I-E-I-O အဲ့တခြင်းဆိုနေတယ်ဆိုရင်ငါနောက်ကလိုက်ဆိုမဟုတ်ဘဲနဲ့ငါနဲ့အတူတူလိုက်ဆိုရင် sing alongဆိုတော့ဒီ along လေးတွေကအဲ့လိုမျိုးရှိတယ် along ဆိုတာကကိုယ်နဲ့အတူတူတစ်ထပ်ထဲလိုက်လို့ခိုင်းတဲ့အခါမှာ along အခုဒီနေရာမှာတော့ come along ဆိုရင်အဲ့နဲ့အတူတူလိုက်ခဲ့ဟုတ်ပြီနော်ဆိုတော့နောက်ထပ်ဗာလေးတွေပြောလို့ရသေးလဲ read along လို့ပြောလို့ရတယ်ဒါမှမဟုတ်ရင် sing along လို့ပြောလို့ရတယ်ဟုတ်ပြီနော် sing along with me come along with me ဒါလေးကိုပဲနည်းနည်းရှေ့ရှေ့ပြောနေလားငါနဲ့အတူတူလိုက်ခဲ့လို့အရှေ့ပြောခြင်းနဲ့ဆိုရင် come along with me ဒါလည်းပြောလို့ရတယ် come along with me okay so come along တလုံးနဲ့လည်းပြောလို့ရသလို come along with me ဒါမှမဟုတ်ရင် read along with me sing along with me တကယ်လို့ငါနဲ့အတူတူမလိုက်ခဲ့နဲ့ဆိုရင် don't come along with me မမေနဲ့အတူမလိုက်ခဲ့နဲ့လာတသား taxi စီးမယ် let's take a taxi ငါနဲ့အတူတူလိုက်ခဲ့ come with me ဒါမှမဟုတ် come along နော်မမေနဲ့အတူမလိုက်နဲ့နော် don't come along with me ကဲလာပြီ so taxi စီးဖို့အတွက်တခြားကလမ်းလျှောက်သွားတာမမေတို့လမ်းလျှောက်သွားတဲ့အခါမှာကလေးကိုလမ်းဖြတ်ကူးတဲ့အချိန် English ဘယ်လိုပြောမလဲကြည့်အောင်နော် so လမ်းဖြတ်ကူးတဲ့အချိန်ဘာလို့ရတော့မှာလမ်းကြည့်ရတော့မယ်ဒီနော်လမ်းဘယ်နှစ်ဖက်ကြည့်ရမလဲအနည်းဆုံးနှစ်ဖက်ဟိုဖက်ဒီဖက်နှစ်ဖက်လုံးကြည့်ရတော့မယ် so ကြည့်တယ်ဆိုရင် look ကြည့်တယ်ဆိုရင်ဘာလဲ look ကြည့်တယ်ကဲလာပြီ look ဆိုတာကကြည့်ရနှစ်ဖက်လုံးကိုဒီနေရာမှာ English လို့ both ဟုတ်ပြီနော် B-O-T-H both အတန်ထွက်တယ်ဆိုတော့ TH နဲ့ဆုံးတဲ့အတန်တွေကတအတန်လေးထွက်ပြီးပါနော် both look both နှစ်ဖက်လုံးကိုကြည့်လမ်းကိုဒီနေရာမှာလေ street လို့လည်းမပြောဘူး road လို့လည်းမပြောဘူးဘာသုံးလဲဆိုရင် way အဲ့ဒီရဲ့ way မှာ s တင်မယ် look both ways လမ်းနှစ်ဖက်လုံးကိုကြည့်ပြန်လာပြီနော်ဆိုတော့ဒီနေရာမှာ look ဆိုတာကကြည့်တယ်ဒီတစ်လုံးချင်းစီလည်းပြန်ရှင်းပြအောင်မယ်ကြည့် look both နှစ်ဖက်လုံး ways လမ်းဆိုတော့ဒီ ways ကလေအမျိုးသုံးတယ်ဥမာကျွန်တော်တို့ဒီလမ်းနှစ်ဖက်လုံးဆိုတာကလေတစ်ချက်ဖက်လမ်းနော်ဟိုဘက်လမ်းဒီဘက်လမ်းအဲ့လိုမျိုးလမ်းနှစ်ဖက်လုံးကိုပြောတဲ့အခါမှာ look both street လို့တော့မပြောဘူး look both ways နော်လမ်းနှစ်ဖက်လုံးကိုကြည့်ဘာမလုပ်ခင်ကြည့်ရမှာလဲလမ်းမဖြတ်ကူးခင်ကြည့်ရမှာလေ okay ဆိုတော့မလုပ်ခင်ဆိုရင် before မလုပ်ခင်ဆိုရင်ဘာလဲ before လမ်းဖြတ်ကူးတာကို English လို့ cross လမ်းဖြတ်ကူးတာကို cross ဆိုတော့ before crossing ဒါဆိုရင် look both ways before crossing လမ်းဖြတ်မကူးခင်လမ်းနှစ်ဖက်လုံးကိုကြည့်ပါလိုလေလေးပဲကြည့်နော် look ကြည့်တယ် both နှစ်ဖက်လုံး ways ကလမ်း will look both ways before crossing ကျတို့ထမင်းမစားခင်လက်စေးဆိုရင် wash your hands before eating ဟုတ်တယ်မလားဒီမှာလဲ before crossing will look both ways before crossing ဒါဆိုရင်တစ်ချက်ကြည့်မယ်မိမိတို့တစ်ချက်တစ်ခါတည်းရှင်းပြမယ်နော် way ဆိုတာကိုဘယ်ချိန်မှာသုံးမလဲကဲလာပြီတစ်ချက်မနှက်ပြန်ထိုင်းတီဘတ်10သိန်းပေါက်သွားပြီတဲ့လို့ပြောတဲ့အခါမှာမိမိတို့ကဟာမယုံနိုင်စရာပဲအဲ့လိုမျိုးဖြစ်သွားလို့ရှိရင်ဒီ way ကိုပဲသုံးတယ် no way မဖြစ်နိုင်ပါဘူးတကယ်ပေါက်သွားလား and no way okay ဒီ way ကမျိုးသုံးတယ်နောက်တစ်ခုကြည့်မယ်မမေတို့မလိန်ဘူးလားလူတစ်ယောက်ကမမေတို့နဲ့ချိန်ထားတယ်နင်ဘယ်မှာလဲတကယ်ချင်းလာနေပြီလားဆိုမဟုတ်ဘူးငါလာနေပြီလားဆိုလာနေပြီအမှန်တော့ပါလေအိမ်ထဲမှာပဲရှိသေးတယ်ဒါဆိုရင်ငါလမ်းပေါ်ရောက်နေပြီဆိုရင် English လို့ပြောမလဲ I am on the way နော်ငါလမ်းပေါ်ရောက်နေပြီ I'm on the way I am on the way ငါလမ်းပေါ်ရောက်နေပြီတကယ်ချင်း I'm on the way ဟုတ်ပြီနော်ဥပမာမေတို့
ကလေးနဲ့ကလေးဆရာဆရာမတွေနဲ့ကျောင်းမှာချင်းကြတယ်ဒါဆို I'm on the way ငါလမ်းပေါ်ရောက်နေပြီနော်ကျမလမ်းပေါ်ရောက်နေပြီ I'm on the way no way လုံးဝမဖြစ်နိုင်ဘူးနော် I'm on the way ငါလမ်းပေါ်ရောက်နေပြီနောက်တစ်ခုကြည့်မယ်ကလေးတွေကိုလေဥမာကျဲသီးတက်ဖို့သင်ပေးတယ်သွားတိုက်ဖို့သင်ပေးတယ်လက်ဆေးဖို့သင်ပေးခဲ့တယ်ကျတော့ဟုတ်တယ်မလားမျက်နှာတက်ဖို့သင်ပေးတယ်အကိုလုံးသင်ပေးတဲ့အခါမှာသမီးဒီလိုလုပ်ရတာတသားဒီလိုလုပ်ရတာလို့ပြောတဲ့အခါမှာဒီ way ပဲနီလန်ဒီမှာဒီလိုလုပ်ရတာ this is the way လွယ်လေးပဲနော် this is the way ဒီလိုလုပ်ရတာအခုတခြားဟိုကိုကိုမဲလန်နဲ့တချင်းတစ်ပုတ်ရှိတယ်ကိုကိုမဲလန်ကလေကလေးတွေအတွက်လုံးဝမကောင်းအောင်နောက်တယ်ဒါပေမဲ့တချင်းလေးတွေကအရန်ကိုတော်မှကြိုက်တယ်တခါလေဒါပေမဲ့လုံးဝနော်ရုပ်အဲ့ဒီ YouTube channel ကလုံးဝမကောင်း brain နဲ့တွက်လေဆိုတော့အခုကြည့်မယ်သူရဲ့အဲ့ဒီတချင်းထဲမှာပါလဲဆိုရင် this is the way မှာငါတို့ဒီလိုသွားတိုက်တာအဲ့လားပြောချင်တယ်ဆိုရင် this is the way we brush our teeth လွယ်လေးပဲနော် this is the way ဒီလိုလုပ်ရတာ we brush our teeth ငါတို့သွားဒီလိုတိုက်ရတာဆိုတော့တစ်ချက်ကြည့်မယ်နော်ဒီ way ကိုရင်ရှင်းပြမယ်အခုအဲ့ဒီ way ကိုနားလည်အောင်ရှင်းပြလို့ရှိရင်မေတို့အဲ့ဒီ way ကိုမှတ်မိမှာမဟုတ်ရင်မမှတ်မိဘူးချက်ကြည့်ဆိုတော့ဥပမာတစ်ချက်ကသွားတိုက်ချင်တယ်သွားမတိုက်တတ်ဘူးဒါဆိုရင်ဒီလိုတိုက်ရတာသမီးလေး this is the way ဒီလောက်ဆိုရင်လည်းရတယ် this is the way မမေတို့ကသွားဒီလိုတိုက်တာဆိုလို့ရှင်တော့ငါတို့ we brush တိုက်တယ်ငါတို့ရဲ့သွား our teeth we brush our teeth ဒါဆိုအရှိန်ဖြစ်သွားတယ် this is the way we brush our teeth ဒါပေမဲ့အဲ့ဒါအလောက်ထိမပြောဘဲနဲ့ this is the way ဒီလိုလုပ်ရတာ this is the way ဥမာဒီရေဘူးအဖုံးကလေးရမှာဖွင့်တတ်ဖို့တသားဒီလိုဖွင့်ရ this is the way ဒီလိုလုပ်ရတာ this is the way ဟုတ်ပြီနော်ဥပမာတသားလေးကမင်းထဲမှာအရေမထက်တတ်ဘူးဒါဆိုရင် this is the way ဒီလိုထည့်ရတာဟုတ်ပြီနော်တခုခုလုပ်တဲ့အချိန်မှာ this is the way ဒီလိုလုပ်ရတာ okay so နောက်တစ်ခုကပါလေတခုခုမယုံနိုင်စရာဖြစ်ပြီဥမာမနေ့ပြန်လေးမမေတခြားဟိုလေးတသားလေး chocolate လဲစားမယ် ice cream လဲစားမယ် no way ဘယ်လို့မှမဖြစ်နိုင်ဘူးနော် no way အဲ့လိုမျိုးဆိုတော့တခုခုမယုံနိုင်စရာရှင် no way နောက်တစ်ခုမမေတို့လိန်တဲ့နေနောက်တစ်ခုကပါလဲဆိုရင်ငါလမ်းပေါ်ရောက်နေပြီ I'm on the way I'm on the way ငါလာနေပြီလမ်းပေါ်မှာဘယ်လိုပြောမလဲ I'm on the way ဒီသုံးခုဆိုတော့ look ကြည့်တယ်both နှစ်ဖက်လုံး way လမ်းကိုလမ်းဖြတ်မကူခင် before crossing ဒါကိုတစ်ချက်ပြောကြည့်အောင် look both ways before crossing ဟုတ်တယ်ဒါဆိုရင်ဒီနားနေပြန်ပြီးရှင်းပြမယ်နော်တေချာလေးကြည့်ပါတက္ကစီသွားစီပြီမေမေတို့စိတ်ကူးရင်ကြည့်လိုက်တက္ကစီသွားစီပြီလာတက္ကစီသွားစီကြမယ် let's take a taxi ဘာလို့မှလဲငါနဲ့တူလိုက်ခဲ့ come with me ဒါမှမဟုတ် come along with me ငါနဲ့တူလိုက်ခဲ့နော်ငါနဲ့တူမလိုက်ခဲ့လို့ပြောချင်း don't come along don't come with me နှစ်ခုလုံးပြောလို့ရတယ်ဒါဆိုရင်လမ်းဖြတ်ကူတော့မယ်တက္ကစီစီးဖို့ဘာလို့မှလဲလမ်းဖြတ်ကူတော့မယ် cross လုပ်တော့မယ်ဒါဆိုရင်လမ်းနှစ်ဖက်လုံးကိုကြည့် look both ways လမ်းဖြတ်မကူခင် before crossing ဟုတ်ပြီနော်လမ်းဖြတ်မကူခင်လမ်းနှစ်ဖက်လုံးကိုကြည့်ပါ look both ways before crossing ဒီအောက်ကဟာလေးတွေကတော့ဒီတစ်ခုကတော့မေမေတို့မှတ်ရမယ်တခြားဟာလေးတွေကတော့မေမေတို့သိဖို့အတွက်ဒီမှာထည့်ပေးလိုက်တာပေါ့နော်ဆိုတော့ဒီဟာလေးတွေကို practice လုပ်ကြည့်အောင် next one နောက်တစ်ခုသွားမယ် okay ဒီဟာရသွားပြီဆိုလို့ရှိရင်ချက်တာလေးကို save လုပ်လိုက်ပါပြီ and let me clear all this and let's move on to the next one နောက်တစ်ခုကြည့်မယ်တကယ်လို့ချက်ကဒီ taxi ကငါးသေးတယ် taxi ကလည်းရွေးတယ်နော်ဆိုတော့ခုနက both ဆိုတဲ့စကားလုံးကိုတစ်ချက်လေးလာကြည့်အောင်အသားမမီတွေကိုမမီတို့ကလေဥပမာအခု taxi ကိုပြသလိုဒီ taxi ကြိုက်လားဟို taxi ကြိုက်လားဒါမှမဟုတ်ရင်လည်းမုံဝယ်ပေးတဲ့အခါမှာဒီမုံကြိုက်လားဟိုမုံကြိုက်လားတခုဝယ်ပေးလာတယ်ဝယ်လာပေးတဲ့အခါမှာဒီဟာကြိုက်လားဟိုဟာကြိုက်လားဆိုရင်နှစ်ခုလုံးကြိုက်ရင် both လို့ပြောလို့ရတယ်ဥမာမမေတို့တို့ချက်ပေးမယ်ကလေးတွေကိုချစ်လားကလေးအဖေကိုချစ်လားတကယ်လို့နှစ်ယောက်လုံးကိုချစ်တယ်ဆိုရင် both okay ဆိုတော့ဒီနေရာမှာမမေတို့က both ကိုသုံးမယ်ဒါပေမဲ့ both တစ်လုံးနဲ့ဖြေလို့မရအောင်ဥပမာမမေတို့က pizza ရောကြိုက်တယ် burger ရောကြိုက်တယ်မုံငါရောကြိုက်တယ်လက်ဖက်တုပ်ရောကြိုက်တယ်နှစ်မျိုးလုံးကြိုက်တယ်ဆိုရင် both ဒါဆိုရင်ငါကြိုက်တယ် I like နှစ်မျိုးလုံး both အဲ့နေရာမှာ them both of them နှစ်ယောက်လုံးကိုကြိုက်တယ်ဆိုတော့လူကိုလည်းမမေတို့ them လို့ပြောလို့ရသလိုပစ္စည်းတွေကိုလည်း them လို့ပြောလို့ရတယ်စားစရာတွေเนาะဘာမဆို them ဆိုတော့အမှကြည့်တစ်ခုတည်းဆိုရင်တော့တခြားတို့က it သုံးတာလေဟုတ်တယ်မလားတခုတည်းဆိုရင်ဥပမာ I like it ဒီမှာကြည့်တစ်ချက်နှခမ်းနေ I like it တစ်ချက်ဒါကြိုက်တယ်ဒါပေမဲ့ဒီဟာအများကြီးဖြစ်သွားပြီဆိုရင် them ဖြစ်သွားတယ် them ဟုတ်ပြီနော်အခုလေကလေးနှစ်ယောက်ရှိတယ်တစ်ချက်နှစ်ယောက်လုံးကိုချစ်တယ်ဆိုရင် I love both of them နှစ်ယောက်လုံးကိုချစ်တယ်ဒီမှာကလေးနှစ်ယောက်ရှိတဲ့မမေတွေဘယ်နှစ်ယောက်ရှိလဲနည်းမယ်ထင်တယ်နော်အခုကလေးနှစ်ယောက်တယောက်ပါ
3ရောက်2ရောက်1ရောက်ပဲနော်1ရောက်တွေတအားများတယ်ကြည့်2ရောက်ဒီတောင် 3 ရောက်3ရောက်ဒီချက်3ရောက် အော် ရောက်ပါ အားရတယ် 4ရောက်ပါ 4ရောက်ဘူးလေ4ရောက်တရား 4ရောက် 3ရောက်ပါ3ရောက်ပါ 4ယောက်ကအမလေး4ယောက်ဘလို့ထိမ့်ပါလဲတစ်ချက်ကိုနည်းနည်း tips လေးတွေပေးပါအောင်4ယောက် သာသမီး1ယောက်5ယောက် Oh 5ယောက် Oh my god ဟုတ်ပါတယ်ကောင်းပါတယ် have fun enjoy နော် enjoy 5ယောက်ဆိုရင်တော့ဒီမှာဆို3ယောက်ဖြစ်နေပြီဆိုရင်တော့လူတော်ပြောလို့ရလဲဆိုရင်လေငါအားလုံးကိုချစ်တယ်ဆိုတော့အားလုံးပြောရတော့မယ်တခြားတစ်ချက်လိုမျိုး2ယောက်ပဲထင်နေတာဒါဆိုရင်အားလုံးကိုချစ်တယ်ဆိုရင်တော့ all of them all နဲ့ပြောရမယ်နော် I love all of them ငါတို့အားလုံးကိုချစ်တယ်နော်အခုအဖေမေကလေးသားမွေကကလေးတွေရောအမေတွေရောအဖေတွေရောမိသားစုတစုလုံးကိုချစ်တယ်ဆိုရင် I love all of them I love my family ဒါပြောလို့ရတယ်ဒါပေမဲ့အခု2ယောက်ပြောတဲ့ကိစ္စမှာ2ခုပြောတဲ့ကိစ္စမှာကကျတော့ both ဥမာဒီမှာလက်ဖေးရော coffee ရောမကြိုက်တဲ့မေတွေရှိလားလက်ဖေးလည်းမကြိုက်ဘူး coffee လည်းမကြိုက်ဘာတောက်လဲဘာတောက်လဲဘာမှမရှိဘူးတော်သေးတာဗောဒီတချို့လူတွေလက်ဖေးရော coffee ရောမတောက်ဘူး Oh god တောက်ပါဦးဒီချီလေး မတောက်ပါဘူးနားမဟုတ် Oh my god ဘာတောက်လဲရင်နွေးချမ်း ရင်နွေးချမ်းလည်းတောက်ရင်နွေးလည်းတောက်တာရှိတယ် အော်တော်လိုက်တာကဖိန်းတက်ကိုမရှိတော့ခဏကောင်းကောင်းနေတော့ so တချို့တို့ကတော့လေလူမျိုးရကိုလက်ဖေးကြိုက်တယ်အဲ့မှာလာပြီး coffee ရောလက်ဖေးရောအကိုလုံးပဲကဖိန်းတက်တွေကြီးပဲပြီးရင်မာချာတောက်လိုက်သေးတယ်အဲ့မှာအကိုလုံးကဖိန်းတက်တွေကြီးပဲ so ကောင်းတယ်နော်တယောက်ပဲရှိရတွေ့လားအားလုံးထဲမှာတယောက်တည်းပဲဆိုတော့ဒီမှာကြည့်တချို့တို့နှမျိုးလုံးကြိုက်တဲ့လူတွေတချို့လိုမျိုး coffee ရောလက်ဖေးရောကြိုက်တယ်ဆိုရင် I like both of them နှစ်ခုလုံးကြိုက်တယ်ဆိုတော့ဥမာမေတို့အိမ်ကိုတခြားလာလဲပြီဆိုရင် coffee ရောလက်ဖေးရောကြိုက်တယ်เนาะနှစ်ခုလုံးကြိုက်တာချလို့ရတယ်နှစ်ခုလုံး I like both of them okay so နောက်တစ်ခုသွားမယ်ကလေးတွေကိုလည်းပီဇာကြိုက်လားဘာကြိုက်လားလို့ပြောလိုက်တယ်ဒါဆိုရင် I like both of them နှစ်ခုလုံးကြိုက်တယ်ဆိုတော့အခုတယောက်တည်းပဲမွေးထားတဲ့လူတွေဆိုရင်ကလေးဖေရောကလေးကို2ယောက်လုံးကိုချစ်တယ်လို့ပြောလို့ရတာပေါ့တခြားတို့ကတော့ကလေးကိုပဲပြောမှာ I love both of them အခုမမေတို့ကဘယ်လိုပြောလို့ရလဲ I love both of them เนาะဆိုတော့ဒါဆိုရင်2ယောက်လုံးကိုချစ်တယ်ဒါပေမဲ့အထက်ပုံများများမွေးထားတယ်ဆိုရင် I love all of them okay ဆိုတော့အခုမမေတို့ကိုတခြားလက်ဆောင်5မျိုးယူလာထားတယ်5မျိုးလုံးကိုကြိုက်တယ်ဆိုရင် I like all of them 5မျိုးလုံးကိုကြိုက်တယ်ဒါပေမဲ့အဲ့ထက်က2ခုပဲတစ်ချက်ပြတယ်ဆိုရင်တော့2ခုလုံးကိုကြိုက်တယ် I like both of them ဒါလေးကိုမှတ်ထား so both ဆိုတာက2ခုလုံးဥပမာကိုယ့်ရဲ့အကြိုက်ဆုံးလက်ဖေး coffee ကိုပဲတွဲမှတ်ထားလိုက်ရတယ် so ငါ2ခုလုံးကြိုက်တယ် I like both of them ငါ2ယောက်လုံးကိုချစ်တယ် I love both of them ဒါပဲဆိုတော့အမိုးငါ့ကိုကြိုက်တယ်လက်ဖက်တို့ကိုကြိုက်တယ်ဘယ်သူမကြိုက်လဲเนาะမြန်မာနိုင်ငံမှာနေပြီးတော့ I like both of them 2ခုလုံးကြိုက်တယ်ဒါကိုကျတော့ပြောလို့ရတယ်နောက်တစ်ခုကြည့်မယ်so တော့အခုအဲ့ဒီရဲ့ way နဲ့ both ကဒီနှစ်ခုပဲကွာတာเนาะ so way ကကျတော့ this is the way ကိုအဓိကမှတ်ထားလို့ရတယ်ပြီးရင် look both ways တာပဲ both ကကျတော့နှစ်ခုလုံးကြိုက်တယ်နှစ်ခုလုံးနှစ်ခုလုံးမကြိုက်ဘူးကြံသေးတယ်နှစ်ခုလုံးမကြိုက်ဘူးတခါလေကလေးတွေကပြောလို့မရနှစ်ခုလုံးမကြိုက်ဘူးစိတ်တူရင်လေ so အဲ့ချိန်မှာ English လို့ဘယ်လိုပြောမလဲကြည့်နော် so I like both of them ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပါလေနှစ်ခုလုံးကြိုက်တယ်လीเนาะဒါပေမဲ့နှစ်ခုလုံးမကြိုက်ဘူးလို့ပြောတဲ့အခါမှာနှစ်မျိုးပြောလို့ရတယ်ပထမတစ်ခုက I like neither of them ဒီမှာဒါလေးတော့ကျွန်တော်မှတ်ထားလို့ရတယ် neither of them တိတ်တော့အသုံးမများဘူးเนาะအိမ်မှာလေဆိုနှစ်ခုလုံးမကြိုက်ဘူးလို့ကလေးတွေပြောရင်ကိုနားလဲအောင် I like neither of them တချို့နိုင်ငံမှာ neither လည်းအတန်ထွက်တယ်ဆိုတော့ neither လည်းမှန်တယ် neither လည်းမှန်တယ်ကြိုက်တာထွက်မယ်ဆိုတော့ဒါလည်းဖြေလို့ရတယ်လို့လေမိမိတို့ I don't like เนาะ either of them အခုခုနကတော့ငါလက်ဖက်ရော coffee ရောမတောက်တဲ့မိမိဆိုရင် I like neither of them လည်းပြောလို့ရတယ်လို့ I don't like either of them ဆိုတော့ကြတော့ဘလို့ပဲမှတ်ထားလဲဆိုရင်အပေါ်နှစ်ခုမှတ်ထားလိုက်တယ်ဆိုတော့ဒီသုံးခုကသိထားဖို့ပေါ့နော်မရလဲလွယ်တယ် I like both of them neither of them I don't လို့ပြောလို့ရှိရင်ကြတော့မကြိုက်ဘူးဆိုရင်ကျတော့ I don't like ဆိုတဲ့အတဲဟိုကလေရှားဆွဲနေပြီးသား so I don't like ဖြစ်သွားလို့ရှိရင်နောက်မှာ either လို့ထည့်ရမယ်နော် either of them ဒါလေးမှတ်ထားပါ so I like both of them I like neither of them ဒီလိုမှတ်ထားရင်လည်းလွယ်နော် so ဒါလေးတွေလည်းမှတ်ထားပါ so နောက်တစ်ခုကြည့်မယ် okay ဆိုတော့ကလေးရတခြားပြတဲ့ဗာလဲဒီမှာကြည့်တော့လက်ဆောင်နှစ်ခုယူလာပေးတယ်ထားလိုက်ပါတော့တခြားကတကယ်ဒီမှာလက်ဆောင်တစ်ခုဒီဘက်မှာလက်ဆောင်တစ်ခုအမှဘယ်ဟာကြိုက်လဲလို့တခြားပြောလိုက်တယ် so I like both of them နဲ့ခဏနေစိတ်တူလာတော့ I don't like ဗာလဲ I like neither of them ဖြစ်သွားရောဒါဆိုရင် तू ကဘာလုပ်လိုက်လဲပြစ်ပလိုက်တယ်
ဆိုတော့အဲ့မှာပြစ်တယ်ကို English လို့ဘယ်လိုခေါ်မလဲကြည့်ရအောင်ဆိုတော့ပြစ်တယ်က THROW throw ပြစ်တယ် throw ပြစ်လိုက်တယ်ဆိုတော့အမိုက်ပဲပြစ်ပြစ်ပစ္စည်းတွေကိုပဲပြစ်ပြစ်အယုတ်တွေကိုပဲပြစ်ပြစ်เนาะအမိုက်တွေကိုပဲပြစ်ပြစ်ပါလေ throw okay ဆိုတော့တတရေမပြစ်ပါနဲ့ကွယ် don't throw မပြစ်နဲ့ဒီမှာလာပြီเนาะဟဲ့အဲ့ဒါမပြစ်နဲ့လေ don't throw it လွယ်လွယ်လေးပဲ don't throw it အဲ့ဒါမပြစ်နဲ့เนาะအခုတခြားကပြောမယ်တခါလေကျတော့ဖုန်းယူပြီးပြစ်ပလိုက်တာငယ်တယောက်ဒါဆိုရင် don't throw my phone မလေးမမေဖုန်းမပြစ်နဲ့ don't throw my phone เนาะမမေဖုန်းမပြစ်နဲ့ဒါကိုပြောလို့ရတယ်ဒါပေမဲ့ဘာတွေပြစ်ခိုင်းလို့ရလဲဘောလုံးပြစ်တန်းကစားလို့ရတယ်မမေနဲ့သားမမီးတွေနဲ့ဆော့ရဲဆိုလို့ရှိရင်ပေါ့နော် throw the ball ဘောလုံးကိုပြစ်မယ် throw the ball ဘောလုံးကိုပြစ်လိုက်ပြီ throw the ball ဆိုတော့မမေတို့ကဘောလုံးဆော့ရဲဆိုလို့ရှိရင်ကလေးတွေနဲ့ဖမ်းတယ်ဆိုရင်ပါလေဖမ်းတယ်ဆိုရင် catch ဖမ်းတယ်ဟုတ်တယ်နော်ဆိုတော့ throw the ball catch the ball throw the ball catch the ball ဒါလေးမှတ်ထားပါ throw the ball catch the ball ဒါပြောလို့ရတယ်ဆိုတော့အခုမပြစ်နဲ့ဆိုရင်တော့ don't throw the ball မလေးဘောလုံးမပြစ်နဲ့မမေကိုလည်းထိကုန်ပြီဒါပြောလို့ရတယ် don't throw the ball don't catch the ball okay ဆိုတော့ဒီနေရာမှာ throw the ball catch the ball don't throw it အဲ့ဒါမပြစ်နဲ့နော် don't throw my phone မမေဖုန်းမပြစ်နဲ့ဒါတခြားတော့ပြောလို့ရတယ်နောက်တစ်ခုတစ်ချက်ကြည့်အောင် so ဘာကိုပြစ်လို့ရလဲအမိုက်ပြစ်အမိုက်ကိုပြစ်ပါ throw ပြစ်ပါအမိုက်ဆိုရင်အမျိုးမျိုးပြောကြတယ်မမေတို့ trash လဲပြောလို့ရတယ်အလွယ်ဆုံးဒီမှာရေးမယ် throw the trash throw the garbage America မှာဆိုရင် garbage ပြောလိမ့်မယ် throw the garbage UK မှာဆိုရင်ဘာပြောလဲဆိုရင် rubbish လို့ပြောမယ်ဆိုတော့တချို့နေရာတွေမှာ waste လဲပြောတယ်เนาะ don't throw the trash အမိုက်ကိုပြစ်ပါ throw the trash ဆိုတော့ဒီနေရာမှာကြည့်မယ်เนาะအမိုက်ကိုမပြစ်နဲ့လို့ပြောချင်း don't throw the trash don't throw the trash ဒါဆိုရင်ချက်မမေတို့အိမ်ငိုင်းမှာဆိုလို့ဒီမှာတစ်ခုပြကျင်တယ်ဆိုတော့ကြည့်နော် so ဒီမှာအမိုက်နဲ့အမိုက်ပုံးကိုလေအမျိုးမျိုးခေါ်တယ် so let me show my screen you my screen guys okay so do you see my screen တကြကြည့်မယ်နော် trash trash let's see the trashပြီးရင်နောက်တစ်ခုလေစကားလုံးတစ်ခုရဲ့အတန်ထွက်ကိုမမေတို့ကမသိဘူးဆိုလို့ရှိရင်ဒီလိုမျိုးရိုက်ထည့်လိုက်ရင်ဒီမှာလေအတန်လေးထွက်လာတွေ့လားအော် line မကောင်းဖြစ်နေ line မကောင်းline ကောင်းလို့ရှိရင်အဲ့ဒီအတန်လေးနှိပ်လိုက်လို့ရှိရင် तू က trash ဆိုပြီးပေါ်လာရော trash ပေါ်လာပြီကြည့်နော်အော်နည်းနည်းတော့ကြာ trash trash အဲ့လိုမျိုး so let's see the images နော်ပုံလေးတွေချက်ကြည့်အောင်ကျွန်တော်တို့ trash အမမိုက်ဒီ not trash ဆိုတော့ trash လဲပြောလို့ရတယ်လို့ခဏကတစ်ချက်ပြောတယ် garbage နော်အာရတာမထွက်ဘူးဆိုရင် garbage ပေါ့ကွယ် garbage ဒါလည်းအမိုက်ပဲ garbage နော် trash garbage ဟုတ်ပြီနော် so the next one နောက်တစ်ခုကဘာလဲပြောလဲဆိုရင် British English မှာဒါတော့သိမှတ်စရာမလို rubbish ဒီဟာအမျိုးမျိုးပြောတယ်လို့ပြပေးတာကလေကိုယ့်အတွက်ခေါင်းလျှော့အောင်မဟုတ်ဘူးနော်ကိုကရွေးပြီးတော့မှအလွယ်ဆုံးကိုယ့်အတွက်မရအလွယ်ဆုံးကိုရွေးလိုက်မယ်ဆိုတော့တခြားအနေနဲ့ကတော့လေ trash ကအလွယ်ဆုံးပဲ so don't throw the trash အမိုက်မပြစ်နဲ့ဒါက rubbish လဲအမိုက်ပဲနော်ဆိုတော့တခြားတို့နောက်ဆုံးတစ်ခုကြည့်မယ် waste ကလည်းအမိုက်ပဲဆိုတော့အမိုက်တွေပြစ်တယ်နော်အမိုက်တွေဒီဟာကိုလည်း waste လို့ပြောလို့ရတယ် waste ဆိုတော့ trash garbage rubbish waste လေးမျိုးပြောလို့ရတယ်ကျွန်တော်တို့အကောင်းဆုံးတစ်မျိုး trash မှလိုက်မယ် so don't throw the trash ပြီးသွားပြီ waste ကလည်းအမိုက်ပဲဆိုတော့အမိုက်ကိုဘယ်ထဲပြစ်လဲအမိုက်ပုံး so အမိုက်ပုံးကိုလည်းအများကြီးခေါ်တယ်ဆိုအလွယ်ဆုံးတစ်ခုကိုမှတ်ရမယ်ဆိုလို့ရှိရင်လေတစ်ချက်ကြည့်ကြဖုံကျွန်တော်တို့မန်းလေးမှာဆိုရင်ဗာလဲဖုံများတယ်လी so ဖုံကို English လို့ dust dust လို့ခေါ်တယ်ဒီနော် dust so တစ်ချက်ကြည့်ကြအောင်ဖုံကို English လို့ dust နည်းနည်း line တော့နေနေအဲ့မှာတွေ့လားဖုံဆိုရင် dust okay အဲ့ဒီရဲ့ dust မှာတခြားဘာပဲထည့်လိုက်မှာလဲဆိုရင် bin dust bin အမိုက်ပုံဖြစ်သွားတယ်လွယ်လေးပဲ dust bin this is the most easiest one ဒါအရန်လွယ်နော် this is the easiest one
dustbin so throw the trash အမိုက်ပုံးထဲမှာ in the dustbin နော်ဆိုတော့တခါတလေကြတော့လေ throw the trash ဆိုတာထောက်နေလို့ရှိရင်လေအဲ့ဒါအမိုက်ပုံးထဲပြစ်လိုက်ဆိုပြီးတော့ throw it in the dustbin ဒါလည်းပြောလို့ရတယ် throw it in the dustbin အဲ့ဒါကိုအမိုက်ပုံးထဲပြစ်ဆိုတော့ဒီမှာကြည့်ဆိုတော့ပြောမယ်အခုဒီဥပမာ dustbin လို့မပြောချင်ဘူးဆိုရင်လေဘာပြောလို့ရလဲဆိုရင် trash can လို့ပြောလို့ရတယ် trash can ဒီလိုအမိုက်ပုံးရှိတယ်ဆိုရင်ပေါ့တန်အမိုက်ပုံးလေးလို့လေစတီးအမိုက်ပုံးလေးလို့ can လိုမျိုးကြည့်နော်နည်းနည်းလေး line လေးလို့ဆိုတော့ဒါလေးတွေဆိုလို့ရှိရင်ဒါ trash can ဒီလိုမျိုးလေးတွေနော် trash can လို့ပြောလို့ရတယ်ဒီဟာလေးတွေပေါ့နော် trash can ဆိုတော့ဒါကို garbage bin လည်းပြောလို့ရတယ် dustbin လည်းပြောလို့ရတယ် trash can လည်းပြောလို့ရတယ်ဟိုတချို့လူတွေဟိုချင်းနှောင်းလေးဆိုရင် waste basket လို့လည်းပြောလို့ရတယ်အမျိုးမျိုးပေါ့ဆိုတော့ကျွန်တော်တို့ dustbin လေးပဲမှတ်ထားမယ်ဆိုတော့ dustbin နဲ့လေတွဲပြီးမှတ်စေချင်တာနောက်တစ်ခုပါရှိလဲဆိုရင်ဒီမှာကြည့်နော် omagad ကိုဘယ်လိုခေါ်လဲ pan လွယ်လွယ်လေးပဲနော် pan က omagad ဆိုကလေးတွေကိုကျွန်တော်တို့တောက်တူမရခိုင်းတဲ့အခါမှာလေဂေါ်ပြားယူလာခဲ့ဒါမှမဟုတ်တပြက်စီးယူလာခဲ့ English လို့ပြောမယ်ကြည့်နော်ဆိုဒီမှာအဲ့ဒီ pan ရဲ့အရှိမတစ်ချက်က dust dust ထည့်လိုက်မယ် pan ရဲ့အရှိမပါထည့်မလဲ dust dust ဒါဆိုရင်ဘာထွက်လာမလဲကြည့်နော်နည်းနည်းတော့စိတ်ရှည်ပြီးပါနော် be patient connections is a bit slow today thank God we can teach မပေါ်လာဘူး it's taking a long time ပေါ်လာပြီဆိုဒီမှာ dustpan ဆိုရင်ပါလေမိုက်ဂေါ်ပြားဖြစ်သွားရောเนาะဆိုတော့အခုတစ်ချက်ကကလေးကိုဂေါ်ပြားယူလာခဲ့တသားလေးပြောချင်း can you please bring the dustpan เนาะဒါဆိုရင်ဂေါ်ပြားလေးယူလာပေးပါအောင် dust ဖုံကိုဒီomagad ထည့်လိုက်တယ် pan က omagad ဆို dustpan ဂေါ်ပြားဖြစ်သွားတယ် dustpan ဆိုတော့အဲ့လိုမျိုးပဲတစ်ချက်ကတပြက်စီးယူလာလို့ပြောချင်တယ်တပြက်စီးကိုလေမေမေတို့ဆိုင်ကယ်မောင်းတဲ့မေမေတွေသိမှာပါဆိုင်ကယ်ဆက်နှုံးရင်အတန်ဘယ်လိုထွက်လဲ broom 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 အဲ့ဒီအတန်ထွက်တယ်နော်ဆိုင်ကယ်ဆက်နှုံးရင်ဆိုတော့တပြက်စီးကိုဘယ်လိုခေါ်လဲဆိုရင် broom တပြက်စီး broom okay ဆိုကလေးတွေကိုဒီတောက်တူမရခိုင်းတဲ့ခါမှာမျိုးတို့သုံးလို့ရအောင်တစ်ချက်ချင်းကြအောင် broom ကြည့်မယ်ဆိုမှလိုက်ငါမလား it's taking a long time broom 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 ဆိုင်ကဆက်နှိုးရင်ထွက်လာတဲ့အတန်လေးပေါ့နော် broom ဒါကတပြက်စီရုပ်ပုံလေးတွေကတော့မပေါ်သေးဘူးပုံမှန်သေးလေးတွေကတော့ပေါ်နေပြီနော်broom ကတပြက်စီ broom ခုနကဗာလဲဂေါ်ပြားက dustpan နော်အဲ့မှာထမိုက်ပုံးက dustbin ဆိုတော့ပုံးဆိုရင် bin လို့မှတ်ထားလိုက်ပုံးဆိုရင် bin dustbin dustpan broom တပြက်စီ okay ဒါလေးတွေကလေးတွေကို can you please bring the dustpan ဂေါ်ပြားလေးလာပေးပါဦး can you please bring the broom ဒါဆိုရင်ဗာလဲတပြက်စီလို့လာပေးပါအောင်ပြီးရင်မားတက်တာတစ်ချက်ပြောပြမယ်နော်အခုဘာလို့ဆိုင်ကယ်ဆက်နှိုးတဲ့အတန်လို့ပြောတာလဲဆိုလို့ရှိရင်လေမားတက်တဲ့ဒါကလေအခု BO ဖြုတ်ပြီးတော့မားတဲ့ချက်က GO ထည့်မယ်ကြည့်နော်ဒီနေ့မှပုံနေမျိုးမျိုးပြရတဲ့နေ့မှာလိုင်းရမကောင်းဆိုတော့ဒီမှာလေ broom ဟုတ်ပဲနဲ့ groom ဖြစ်သွားတယ်ဆိုရင်ဘာဖြစ်မလဲတစ်ချက်ကြည့်ကြအောင် groom ဆိုရင်ဘာဖြစ်သွားလဲသူတို့သားဖြစ်သွားရောခဏနေကိုကခိုင်းချင်တာကတပြက်စီးယူလာခဲ့ခဏနေသူတို့သားယူလာခဲ့တွေဖြစ်နေဦးမဲ့တမီးကိုသွားပြီးတော့เนาะအဲ့မှာ bring the broom တွေဖြစ်နေဦးမဲ့မဟုတ်ဘူး bring the groom ဒီဟာလေးတွေမားတက်တဲ့ဟာလေးကြည့်အောင်ကျတို့ဘယ်လိုမှတ်ထားလို့ဆိုင်ကယ်ဆက်နှုတ်လိုက်တယ် broom တပြက်စီးသွားဝဲတော့မယ်တပြက်စီးသွားဝဲပြီးတော့ groom ကိုသွားပေးလိုက်တယ်လက်ဆောင်ရော့နင်ဒီနေ့ကနေမင်္ဂလာဆောင်ပြီဆိုတော့ရော့နင်တပြက်စီးလဲလိုက်တော့ so broom ကိုဘသူ့ကိုသွားပေးလိုက်တယ် groom ကိုပေးလိုက်တယ်เนาะ so broom အဲ့ဒါလေးမှတ်ထားပါဆိုရသွားပြီเนาะ dustbin အမိုက်ပုံး dustpan ဒါကဂေါ်ပြားနောက်တစ်ခုကကျတော့ဒီပြစီဆိုရင် broom တခါတည်းမှတ်ထားလိုက်မယ်ဒီ၃မျိုးပဲဒီ၃မျိုး